ကျွန်တော်တို့မသိလိုက်ပဲနဲ့အနောက်ကွယ်ကနေ data တွေတိတ်ပြီးအတော့မပြုတ်လိုက်ရပဲနဲ့အလိုလိုနေရင်ကုန်သွားတာပြီးရင်ဖုန်းဘက်ထရီအားမခံတော့တာဖုန်းပူလာတာဖုန်းerrorနဲ့ဖုန်းဟန်ခြင်းပြဿနာ app error တွေဘာကြောင့်ဖြစ်ရတာလဲဆိုတာဒီနေ့ကျွန်တော်တို့အဖြေရှာကြည့်ရအောင်ကျွန်တော်ကတော့အများအယုံချိုးတဲ့သူဖြစ်ပါတယ်အရင်ဆုံးဒီ Play Store app တွေကိုဝင်ထားလိုက်မယ်အပေါ်ညာဘက်မှာရှိနေတဲ့ profile တွေကိုဝင်လိုက်မယ် Signed in as account and settings. Dialog. Double tap. အပြင်စာမျက်နှာအပေါ်ထိဆွဲတင်လိုက်မယ် Button. Settings. ပြီးရင် setting စာမျက်နှာတွေကိုထပ်ဝေ့လိုက်မယ် Button. Settings. Play Store. Double tap to activate. Back. ပြီးရင်အပေါ်နားလောက်ပေါ့နော်ဒုတိယအတန်းမှာ Network preferences. network preferences ဆိုတဲ့စာမျက်နှာတွေကိုထပ်ဝေ့လိုက်မယ် Network preference. နောက်ထပ်ဒါက App download. Auto update apps. auto update app စာမျက်နှာတွေကိုထပ်ဝေ့လိုက်မယ်နော်အလယ်နားလောက်မှာရှိတယ် Auto update apps. Auto update apps. Out of list. ဒါဆိုရင်နောက်ဆုံးစာမျက်နှာကိုရောက်လာပြီပေါ့နော်ဒါဒီနေရာမှာရွေးချယ်စရာ၄မျိုးသူပြတဲ့ပေးထားတာနော်အပေါ်ဆုံးကဟာက Update all apps over Wi-Fi or mobile data. update all apps in Wi-Fi mobile data ဒါကတော့တကယ်လို့ဒါကိုတကယ်လို့အမှန်ချစ်ထားမယ်ဆိုလို့ရှိရင်သူကတော့ Wi-Fi ရော mobile data ရော internet line ရှိနေတဲ့အချိန်မျိုးဆိုလို့ရှိရင်သူက update လုပ်ဖို့လိုအပ်တဲ့ app တွေအကောင်လုံးကိုသူ့ဘာသာသူauto update လုပ်တာဖြစ်ပါတယ်နောက်တစ်ခါသူ့ရဲ့အောက်ကဒုတိယဟာက Update with limited amount of mobile data. update limited mobile data ခက်ကြတော့ဒါကိုအမှန်ချစ်ထားမယ်ဆိုလို့ရှိရင်သူက Wi-Fi line မရှိတဲ့အချိန်ကျွန်တော်တို့ကဒီ data နဲ့အသုံးပြုနေတဲ့အချိန်ဆိုလို့ရှိရင်သူကတော့ app တွေအကောင်လုံးကို update မလုပ်ဘူးအရေးကြီးတဲ့ app တွေလောက်ပဲသူက auto update လုပ်တာဖြစ်ပါတယ်နောက်တစ်ခါနံပါတ်3ကဒီသူ့ရဲ့အောက်က Update over Wi-Fi only. update over Wi-Fi only ခက်ကြတော့အဲ့ဒါကိုအမှန်ချစ်ထားမယ်ဆိုလို့ရှိရင်ဒါက Wi-Fi တည်တတ်ဖြစ်ပါတယ် Wi-Fi line ရှိတဲ့အချိန်ဆိုလို့ရှိရင်သူ့ဘာသာသူ auto update လုပ်တာဖြစ်ပါတယ်နောက်ခါ၄ခုမြောက်ကသူအောက်ဆုံးကဟာက Don't auto update apps. Selected. don't auto update app select နော်ဒါ don't auto update app ဆိုတာကဒါကိုတကယ်လို့အမှန်ချစ်ထားမယ်ဆိုလို့ရှိရင် auto update စနစ်ကိုပိတ်ထားတာဖြစ်ပါတယ်ကျွန်တော်ရဲ့အကြံပြုချက်ကတော့ဒီအောက်ဆုံးက don't auto update app ဆိုတဲ့နေရာမှာအမှန်ချစ်ထားပေးပါ auto update စနစ်ကိုအတော့မပြုတ်ပါနဲ့ဘာကြောင့်လို့ဆိုရင်ဒီကောင်းကျိုးထက်ကဆိုးကျိုးကပိုများလို့ပါသူ့ရဲ့အားနည်းချက်တွေကဘာတွေရှိလဲဆိုရင်အားနည်းချက်နံပါတ်1ကဒီမှာအပေါ်ဆုံးကဒီမှာသူပြပေးထားတဲ့ရွေးချယ်စရာနှစ်ခုက Update all apps over Wi-Fi or update with limited amount. Update all apps. ဒီအကောင်လုံး update လုပ်တာဖြစ်စေဒုတိယဟာကဒီ limit နဲ့ update လုပ်တာဖြစ်စေဒါဘလို့ဖြစ်ဒါကတော့တကယ်လို့သူအမှန်ချစ်နေထားမယ်ဆိုလို့ရှိရင်မလိုလားပဲနဲ့ကျွန်တော်တို့ data တွေဆုံးရှုံးတဲ့ဆုံးတိခတ်မှာဆုံးရှုံးရတဲ့ပြဿနာတွေကြုံတွေ့ရနိုင်ပါတယ်နောက်တစ်ခါဒုတိယအားနည်းချက်ကလည်းကြတော့ Update with limited amount of update over Wi-Fi only. update over Wi-Fi only ခက်ကြတော့ဒါကိုတကယ်လို့အမှန်ချစ်ထားမယ်ဆိုလို့ရှိရင်သူ့ရဲ့အားနည်းချက်ကဘာတွေရှိလဲဆိုရင် Wi-Fi နဲ့ auto update လောက်တာပဲဗျာdata လည်းမကုန်ဘူးပတ်သက်လည်းမကုန်ဆိုရင်ဘာပြဿနာရှိလဲဆိုရင်ရှိပါတယ်နော်ဒီ Wi-Fi နဲ့ချိတ်ဆက်ထားပေမဲ့ဒီ internet line မတည်ငြိမ်ဘူးဆိုလို့ရှိရင်သူကတော့ app error ပြဿနာတွေကြုံတွေ့ရနိုင်တယ် app ကိုအသုံးပြုလို့အဆင်မပြေတော့တာမျိုးတို့နော် app တွေဝင်လို့မရတဲ့အခြေအနေမျိုးတို့ဒါမျိုးတွေ app ရဲ့ error ပြဿနာတွေကြုံတွေ့ရနိုင်တယ်နောက်တစ်ခါအားနည်းချက်နံပါတ်3ကဘာတွေရှိလဲဆိုရင် update သူက app တစ်ခုချင်းစီကို auto update စနစ်နဲ့သူ update လုပ်ပြီးတိုင်းမှာဒီ memory storage တွေက zip file တွေကိုသူအရင်ဆုံးရှင်းထောက်ရတာဖြစ်ပါတယ်ပြီးရင် file အသစ်တွေကိုနေရာ
အတိအကျပြန်ဖြစ်ဖို့စနစ်တကျသူပြန်စီထည့်ရတာဖြစ်ပါတယ်ဒါက processor ကပို့ပြီးလောက်ရလို့ဖုန်းကပူသွားတာမျိုးတို့နောက်တစ်ခါဖုန်းဘက်ထရီပိုကောင်တာမျိုးတို့နောက်တစ်ခါဒါသူဒီ auto update လုပ်နေတဲ့အချိန်မှာကျွန်တော်တို့သတိမထားလိုက်မိပဲဖုန်းဘက်ထရီကခန်းသွားမယ်ဆိုလို့ရှိရင် app error ဒါမှမဟုတ်ဖုန်း error ဒါမှမဟုတ်ဖုန်းဟန်းတဲ့ပြဿနာတွေကြီးမားတဲ့ပြဿနာတွေကြုံတွေ့ရနိုင်ပါတယ်ဒါကတော့အားနည်းချက်နံပါတ်3ဖြစ်ပါတယ်နောက်တစ်ခါအားနည်းချက်နံပါတ်4ကပါတယ်ရှိလေဆိုရင်သူက storage ပြဿနာဖြစ်ပါတယ်သူက app တွေကိုupdate လောက်ရရှိတဲ့ app တွေရှိရင်တော့သူ auto update နဲ့ကတော့သူ့ဘာလဲသူ update လုပ်နေမှာပဲကျွန်တော်တို့ကတော့သတိမထားလိုက်မိပဲကျွန်တော်တို့ရဲ့ memory storage ကနေရာမလုံလောက်တော့ဘူးဆိုလို့ရှိရင်ဒီနေရာမှာခုနအတိုင်းပဲ app error ဖုန်း error ဖုန်းဟန်းတဲ့ပြဿနာတွေဒီလိုပြဿနာတွေကြုံတွေ့ရနိုင်တယ်နောက်တစ်ခါအားနည်းချက်နံပါတ်5ကပါတယ်ရှိလဲဆိုရင်နောက်ဆုံးထွက်ရှိထားတဲ့ app တွေရဲ့ version နဲ့ဖုန်းရဲ့ version နဲ့ကန့်ညှိမှုမရှိရင်လေခုနအတိုင်းပဲဒီ app error ဖုန်း error ဖုန်းဟန်းတဲ့ပြဿနာတွေကြုံတွေ့ရနိုင်တယ်ဒီ error app error ကပြဿနာကကြီးမားမရှိပေမဲ့ဒီဖုန်း error ကတော့နည်းနည်းပြဿနာပိုကြီးတယ်နောက်တစ်ခါဖုန်းဟန်းတဲ့ပြဿနာကတော့အဆိုးဆုံးဖြစ်ပါတယ်တခါလေကြာရင်ဖုန်းတစ်လုံးဘာမှနှိုက်လို့မရတဲ့အနေအထားတိတောင်ရှိတယ်နော်တချို့တွေကြလို့ရှိရင်ဒီ format ချလိုက်ရတဲ့အနေအထားတိတောင်ရှိတယ်ဒါအန်ရများတယ်ဒီ auto update စနစ်ကတော့ဒါကြောင့်မို့ဒီ auto update စနစ်ကိုပိုက်ပေးဖို့ကျွန်တော်အကြံပြုလိုပါတယ်။အောက်ဆုံးကပေါ့နော်ခုနလေးပြောထားပြီး When Wi-Fi isn't available. Update over Wi-Fi. Don't auto update apps. Selected. Don't auto update app ပေါ့နော်အမှန်ချစ်ထားလိုက်ပါကျွန်တော်ကတော့အမှန်ချစ်ထားတယ်။ကျွန်တော်တို့ဖုန်းတစ်လုံးကိုစတဲ့အသုံးပြုတာနဲ့ဝယ်လိုက်တာနဲ့ဒီ second ဖြစ်စေဒါမှမဟုတ် parking ဖြစ်စေဒီ Google Play Store ကိုကျွန်တော်တို့စတဲ့အသုံးပြုလိုက်တာနဲ့ကျွန်တော်တို့ကသတိမထားလိုက်မိပဲဒီသူ့ရဲ့စနစ်ကြီးကဒီ auto update ဆိုတဲ့စနစ်ကအလိုလိုပွင့်နေပြီးသားဖြစ်ပါတယ်အပေါ်ဆုံးကဟာတွေသုံးခုပေါ့နော် Update all apps over Wi-Fi. Update with limited when Wi-Fi isn't update over Wi-Fi. Wi-Fi only ဖြစ်စေဒီWi-Fi နဲ့ data ဖြစ်စေ data limited ဖြစ်စေဒီသုံးခုကတော့တစ်ခုမှတစ်ခုသူအမှန်ချစ်တာပဲเนาะသူ auto update လုပ်ဖို့အတွက်ဒါကိုကျွန်တော်သတိမထားလိုက်ပဲနဲ့ဒီတိုင်းပဲဆက်သုံးပြုမယ်ဆိုလို့ရှိရင်ဒီ error တွေပြဿနာတွေခုနကျွန်တော်ရှင်းပြတဲ့အတိုင်းပဲကြုံတွေ့ရနိုင်ပါတယ်ဒါကိုသတိထားပေးပါဖုန်းကကိုယ့်လက်ထဲရောက်လာတာနဲ့ဒီအခုကျွန်တော်ဝင်ပြတာတဲ့စာမျက်နှာအတိုင်းပဲအခုဒီ Don't Auto Update App ဆိုတဲ့အဆောင်းအကောင်ကိုမဖြစ်မနေအမှန်ချစ်ပေးပါလို့ကျွန်တော်ကြံပြုချင်ပါတယ်ဒီဗီဒီယိုကတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကဲလောက်လို့ရလားဆိုတာလဲ comment မှာဝင်ရေးပေးကြပါနောက်ထပ်ဒီလိုပဲနည်းပညာကောင်းဗီဒီယိုတွေနဲ့အတူပြန်လာခဲ့ပါမယ်ဗျာ